တက်လီတီးတန့်ကိုဘူးထောင်နဲ့ချီကိုတောက်လဲ special ရောင်းကောင်းတာတခုတည်းမကပါဘူး review တွေဆိုလို့ရှိရင်လည်း all တိုက်တောက်လဲကိုမဆိုအများကြီးပိုက်ဆိုင်ထားပါတယ်ဒါပေမဲ့ဆိုအပေါ်လုပ်ပြီးပြောတာမဟုတ်ဘူးမရှိတာကိုအရှိလုပ်ပြီးပြောတာလည်းမဟုတ်ဘူးမဆွေးဗီဒီယိုဖိုင်ကိုအများနဲ့စောင့်ကြည့်နေဆိုသိလိမ့်မယ်မဆွေးရဲ့ customer ရဲ့ special review တွေမဆိုနေ့တိုင်းတရက်တစ်မျိုးမရိုးရအောင်အများနဲ့ချပြပြီးဖြစ်တယ်အဲ့တော့ဟောမဆိုရဲ့ bossy ကလေးတွေရဲ့ special review တွေကိုအနည်းငယ်ထပ်ဖတ်ပြမယ်တကယ်မိုက်တယ်ရောထမှာမယ်နော်တဲ့နပူပဲဝယ်ပါတယ်ဆိုမှတပူကပြည့်ရောင်းလိုက်ရတယ်တဲ့ဟုတ်ကဲ့ညီမလေးရေထပ်ဝယ်မှာဆိုပြီးအခုတည်းကနေအမြင့်ဦးဆုံးဝယ်ထားပါမဆိုစီမှာ stock အနည်းငယ်ပဲကျန်တော့တယ်ဒီ stock ကုန်သွားပြီဆိုရင်စက်ရုံကနေဒီအမဲနဲ့ရွှေကြီးကိုလုံးဝထပ်မထုတ်တော့ဘူးအကြောင်းအစ်စ်ပဲလာတော့မယ်ပေါ့နော်ဆိုရင်တို့ကတော့ဂျေလင်ရဲ့ဒီ formula ဒီ quality ကိုပဲအရင်ကြိုက်ပါတယ်တခြားမကြိုက်ပါဘူးဆိုတဲ့သူများအခုတည်းကနေကြုံမှာထားကြပါနောက်ထပ် review တခုအရင်ကြိုက်နေပြီမမရေးတဲ့စိုးစိုးကြက်တော်လေးကိုကြိုက်တယ်တဲ့နှက်ခမ်းခွဲတာတွေကအစားတော်တော်လေးတက်တာတယ်တဲ့လိုင်းနာတော့မတက်တာဘူးအခုတော်တော်လေးအဆင်ပြေတယ်တဲ့ဟိထက်မှမယ်နော်ယောက်ျားပူစားလိုက်အောင်မယ်တကယ်ကောင်းတာစိုးပူသမျှထဲဒါအကြိုက်ဆုံးပဲဟုတ်ကဲ့ညီမလေးရေယောက်ျားပူစားမှာဆိုလဲအခုတည်းကနေမမြန်ပူစားလိုက်တော့ဆိုလက်ထဲအခုကျန်တဲ့နောက်ဆုံး stock ကကုန်တာအရင်မြန်တယ်ဒါကုန်သွားပြီဆိုလို့ရှိရင်ဒီရွှေကြီးနဲ့အမေကမလာတော့လို့ပါအဲ့တော့ဒါမျိုး review တွေတော့လဲရနေတယ်နောက်26 trend နောက်ဆုံး formula နဲ့ဒါမျိုး quality ကောင်းရွှေအစ်စ်ပါတဲ့အကြောင်းပြောင်းချက်လေးဝိုင်းမစိုးဘူးသေးရင်ခင်းနောက်ကြကြံခဲ့ပြီနော်ဒါကြောင့်မလို့ဝယ်စိုးကြည့်ပါအရင်မိမိုက်စေရမယ်